ဒီလူငယ်လေးကကော်ဖီနှစ်ခွက်ဝယ်ဖို့ပြဒေါ်လာ1000ပဲတုံးလိုက်ရပါတယ်နော်နောက်တစ်စက္ကန့်မှာပဲသူ့ရဲ့ bet account ထဲကိုဒေါ်လာ8ရဲ့အသီးဝင်လာခဲ့တာပါအဲ့ဒီနောက်မှာတော့သူကသူ့ရီးစားသွားနားကက်တစုံဝယ်ဖို့ဒေါ်လာ2000ထပ်တုံးလိုက်ပြန်ပါတယ်မထင်မှတ်ထားပဲသူ့ရဲ့ bet account ထဲကိုဒေါ်လာ35သန်းထပ်ဝင်လာခဲ့ပြန်တာပါပဲအဲ့ဒီချင်းကြမှာပဲဒီလူငယ်လေးကမနေ့ကသူတိုက်တိုက်ဆိုင်ဆိုင်ရရှိခဲ့တဲ့ cashback system ကတကယ်ကြီးဆိုတာကိုသိသွားခဲ့တာပါသူကသူ့ရီးစားသွားအိမ်တလုံးဝယ်ဖို့10နှစ်တောင်ပတ်စံစုခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ရီးစားကသူ့ပေါ်တစ္ဆာဖောက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီမိန်းကလေးကတစ်ချက်တောင်နဲ့ပေါင်းပြီးသူ့ကိုအဆောက်ဥပေါ်ကနေတောင်တွန်းချခဲ့တာပါသူမသေးဆုံးခင်လေးမှာပဲသူ့ကို10နှစ်လုံးလုံးတစ်တကိုချစ်နေခဲ့တဲ့မိန်းကလေးကသူ့စီကိုရောက်လာခဲ့ပါတယ်အဲ့ဒီချင်းချမှာပဲဒီလူငယ်လေးကဘသူကသူ့ကိုတကယ်ချစ်တာလဲဆိုတာကိုနားလည်သွားခဲ့တာပါအကယ်၍သူသာအစကနေပြန်ဆခွင့်ရမယ်ဆိုရင်အဲ့ဒီမိန်းကလေးကိုပဲရွေးချယ်မယ်လို့သူကြိမ်ဆိုခဲ့ပါတယ်ဖခင်သခင်ကသူကြုံတွေ့ခဲ့ရတာတွေကိုတနာသွားလို့ထင်ပါတယ်ဒီလူငယ်လေးကိုရွေးချယ်စရာဒုတိယခွင့်ရတစ်ခုတကယ်ပဲပေးခဲ့တာပါဒီလူငယ်လေးကသူ college တက်တုန်းကသူ့ရွေးစားကိုချစ်ခွင့်ပန်းခဲ့တဲ့နေ့ကိုပြန်ရောက်သွားတာကိုတွေ့လိုက်ရပါတယ်အရင်ဘဝကအဲ့ဒီမိန်းကလေးသူ့ပေါ်ဘလို့ဆက်ဆံခဲ့တယ်ဆိုတာကိုတွေးမိသူကဒေါသတကြီးနဲ့ကိတ်ကိုအဲ့ဒီမိန်းကလေးရဲ့မျက်နှာပေါ်ပြပောက်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲ system ကသူ့အသက်ရှင်ဖို့ဆဲစက်တံပဲကြမ်းတော့တယ်လို့တတိပေးလိုက်တာပါသူအသက်ရှင်ဖို့သူကရီးစားတယောက်ကိုချက်ချင်းရှာရတော့မှာဖြစ်ပါတယ်အသက်ပြန်ရှင်လာပြီးချင်းမှာဘာလို့ပြန်တည်ရမှာလဲဆိုတာကိုဒီလူငယ်လေးနားမလည်နိုင်ဖြစ်နေခဲ့တာပါပြီးတော့သူ့ရီးစားကလေးရဲ့ရွေးချယ်စရာဘယ်သူမှလည်းမရှိခဲ့ပါဘူးအဲ့ဒီချိန်မှာပဲသူ့ကို10နှစ်လုံးလုံးတိတ်တခိုးချစ်နေခဲ့တဲ့မိန်းကလေးကစာသင်ခန်းထဲကိုဝင်လာခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဒီလူငယ်လေးကအမြန်ပြေးသွားပြီးသူ့ကိုချစ်ခွင့်ပတ်လိုက်တာပါအချင်းရေးသွက်မှုမကုံဆုံးကလေးမှာပဲအဲ့ဒီမိန်းကလေးကသူ့ရဲ့ရီးစားဖြစ်ဖို့တကယ်ပဲသဘောတူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ system ကသူ့ရဲ့တက်တန်းကရက်ပေါင်း60တိုးသွားပြီးဖြစ်ကြောင်းအသိပေးခဲ့တာပါအဲ့ဒီမိန်းကလေးကသူ့ကိုပိုပြီးနက်နက်ရှင်းရှင်းချစ်လေလေသူ့ရဲ့တက်တန်းကပိုပြီးတိုးနာလေလေဖြစ်မှာပါဒီလူငယ်လေးက system လေးက cashback လောက်ဆောင်ရက်ကိုလည်းအသက်သွင်းလိုက်နိုင်ခဲ့ပါတယ်ဒါကြောင့်သူကအဲ့ဒီမိန်းကလေးကို coffee shop တစ်ခုကိုချက်ချင်းခေါ်သွားပြီးဈေးအကြီးဆုံး coffee နှစ်ခွက်အတွက်ဒေါ်လာ1000ပဲသုံးလိုက်တာကြောင့်ဗီဒီယိုအစကအခန်းဆက်လေးဖြစ်လာတာဖြစ်ပါတယ်